ဒီထဲမှာပါရှိလဲမသိဟာမင်းရဲ့အကြီးမားဆုံးအမှား player တွေကို short တက်တာကျွန်တော်ရင်ပိုင်းမှာတွေ့ခဲ့တဲ့ရွာထဲဝင်လာခဲ့တယ်အာယုံကုန်လန်းနဲ့လည်းတွေ့ခဲ့တယ်ပြီးတော့တီးလိုက်ရတာဒီရွာမှာအုပ်ချုပ်သူမရှိဘူးဆိုရတယ်အဲ့တော့ဒီနေရာကျွန်တော်တို့အကောင်းဆုံးနေရာပဲအဲ့ဒါထားလိုက်ပါကျွန်တော် mine 2ကိုစိတ်ကူးရတယ်အဲ့တော့ mine god 2ကိုပြင်နေတာလွယ်တဲ့ထူးတွေလောက်ဖို့ကျကျွန်တော် stone တွေလိုပဲလေအဲ့တော့ကျွန်တော် stone တွေပတ်တူတယ်ကျွန်တော်တခုတော့ဒီထားမှရမယ်ဟိုဘက်ကတိုးကောင်ကျွန်တော်ချိန်ကြီးလန်တိုက်နေအဲ့တော့ကျွန်တော်ကြိုပြင်ထားမှရမယ်ဗျကျွန်တော်တိုင်းပြည်တစ်ခုဖွဲ့စည်းဖို့လိုမယ်ဗျအဲ့ဒါမှကျွန်တော်အကာအကွယ်ကောင်းကောင်းပေးနိုင်ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေခရက်ခဲ့တယ်ပြီးတော့အာမိုင်ဝစ်ခဲ့ထပ်ပြီးတော့လိုအပ်တဲ့လက်နက်တွေခရက်ခဲ့တယ်မိုင်းတူရင်မိတိုင်လိုထပ်ခရက်ခဲ့ပြီးအာယုန်နေလည်းအများကြီးတူခဲ့တယ်ဒါပေမဲ့ကျွန်တော်မှားသွားတာကဟုတ်ပါတယ်ပစ်ကကျိုးသွားတာပဲထပ်လို့ဖို့ကျွန်တော်မှာစတစ်တွေလည်းမရှိတော့ကျွန်တော်ရရဲ့နီးနဲ့ပဲပေါ်တက်ခဲ့ဒါပေမဲ့လိုက်ကန်ဆုံးမသိတဲ့ကောင်ဟာကွာဒီကောင်ကတော့ကြော့ကျွန်တော်မြေပြင်ပေါ်ပြန်ရောက်ခဲ့ပါတယ်ကြားလာရဲ့အရုံးတွေလည်းကျိုးခဲ့တယ်ရွာနာပတ်ဝန်းကျင်လည်းပတ်ကြည့်ခဲ့တယ်ဒီရွာကကျွန်တော်တို့တောင်တောင်ရှုပ်နေတယ်ဗျတခုဆောင်မယ်ဆိုရင်နောက်ဆက်ပေးမှာကျွန်တော်ဒီတောင်အောင်တစ်ခုခုလုံးမှရပဲအဲ့တော့ကျွန်တော်ရည်ရွယ်ချက်ရည်ရမရှိဘဲနဲ့တောင်ဖြူနေပြီပါဒါပေမဲ့ကျွန်တော်တောင်ဖြူနေစဉ်းစားမိရအဲ့တန်းကြီးအတွက်ခြေခံလိုအပ်ချက်တွေပဲအဲ့ဒါတွေကစားဖို့နေတယ်လုံချိုရေးအဲ့ဒါတွေကိုထပ်ခွဲစိုက်ပျိုးရေးမွေးမြူရေးအဆောက်ဥမာ villager အိမ်တို့ရွာပတ်လည်နေရကတို့လူကြီးတူပွားရင်းနဲ့လောက်ကန်နေကျွန်တော်တို့မိထားလို့မရအဲ့တော့ဒီဗီဒီယိုမှာဂိုးလေးကိုချအဲ့ဒါတွေကမွေးမြူရေးလုပ်ဖို့စိုက်ပျိုးရေးလုပ်ဖို့ရွာလုံချိုရေးအတွက်အုတ်တိုင်းတွေကဖို့ပြီးတော့ villager အကောင်စုနေလို့ရတဲ့အိမ်ကြီးစောက်ဖို့အဲ့ဒီဂိုးလေးကိုဒီဗီဒီယိုမှာကျွန်တော်တို့လုပ်โอเคကျွန်တော်တောင်ကိုတစ်ချမ်းနဲ့တဝက်ဖြိုပြီးသွားတယ်ဟိုဘက်တစ်ချမ်းကတော့ကျန်တာဘောနော်အဲ့တော့ဒီနေရာမှာမွေးမြူရေးနဲ့စိုက်ပျိုးရေးလုပ်ဖို့အကြံရထားတယ်အဲ့လိုခုလုပ်ဖို့ကျွန်တော်အောက်ကျန်းကင်းလေးချိန်မှရမယ်အဲ့တော့ကျွန်တော်မြေကြီးကိုပြောင်းလိုက်အောင်โอเคမြေကြီးတော့ပြောင်းပြီးသွားပြီမွေးမြူရေးအတွက်ခြံစည်းရိုးတွေလိုတယ်အဲ့တော့ရောင်မရှိတဲ့ဟာတွေတပြားသွားတိုက်လိုက်အောင်ရောင်မရှိတဲ့အကုန်မပြီးပြီဆောက်ဆောက်ဖို့ပဲကျန်တော့တယ်ကဲစားလိုက်အောင်ကျွန်တော်အကောင့်လေးမျိုးမွေးမယ်အဲ့ဒါဝတ်တိုးနွားချက်အဲ့တော့အဲ့အကောင့်လေးကောင်ဖမ်းလိုက်အောင်မေအကုန်ထည့်ပြီးသွားပြီ mission 1 complete ဆက်ရွေးကျွန်တော်ကန်နာရောက်ပြီအဲ့တော့စားဂုံတူးပြီးဆိုပြီးသွားပြီပြီးရင်စိုက်ဖို့ပဲကျန်တော့တယ်โอเคစိုက်ပျိုးရေးမှာကျန်တာကျွန်တော် sugar cane ပဲကျန်တော့တယ်โอเคပြီးသွားပြီလိမ့်စံနေစားကြည့်ပြီးရင်ကျွန်တော်အိုရန်အိတ်ဆောက်ဆောက်အိုရန်ကျွန်တော်ကောင်းထဲမှာပေါ်လာတဲ့အတိုင်းသာဆောက်မယ်ဒီနေရာချမယ်နေရာချပြီးရင်အုတ်တစ်ချောင်းထပ်လိုက်မယ်အုတ်တစ်ချောင်းလိုက်ပြီးရင်လူချင်းတဲ့အမြင့်ထိအုတ်တွေထပ်ပြင်မယ်โอเคပြီးသွားပြီဂျိုင်းမှာလူနေတဲ့တစ်တိုင်တွေထပ်ပြင်မယ်တစ်တိုင်ကတော့5 block အမြင့်နဲ့ပဲသွားမယ်โอเคကျွန်တော်တစ်တိုင်နေလည်းဖြည့်ပြီးဆိုတော့ဒါနေရင်ကိစ္စအကုန်ပြီးပြီပေါ့နော်ကျွန်တော် village နေဖို့အိမ်မင်းကြံတော့တယ်အဲ့တော့အခုရှိနေတဲ့အိမ်နန်းတရမ်းဖြိုပြီးရင်ညီညိပြီးရင်ပြီးပြီအဲ့လိုနဲ့ကျွန်တော် villager တွေအိမ်ကိုဆက်ဖြိုခဲ့ပါတယ်ညီညိခဲ့ပါတယ်အဲ့တော့ရှင်းတော့ပြီဟိုပဲကျွန်တော်အဲ့ဒါဆက်ပြီးကြုံအောင်โอเคအကုန်ပြီအိမ်ဆောက်ဖို့ပဲကျွန်တော်အိမ်စားတော့ကျွန်တော် YouTube ကနေနေယူထားဗီဒီယိုအောက်မှာလင်းချပေးထားမယ်လေဒီဆိုတက်တိုင်နဲ့ frame ချမယ်โอเคအောက်ထပ်အတွက်ပြီးသွားပြီအပေါ်တက်ကိုထပ်ချအောင်အပေါ်တက်တော့ပြီးသွားပြီအောက်ထပ်မှာကျွန်တော်နေနေဆက်ဆောက်ကျွန်တော်တကားပဲကျွန်တော်ရယ်တကားဆက်လုပ်မယ်နေရောက်ကဲပြီးသွားနေအောင်ကိုထပ်ပြီးတော့ decoration ဆက်စင်ဖို့ပဲကျွန်တော်ရယ်โอเคအောက်ထပ်ကိစ္စတော့အကုန်ပြီးပြီပေါ်တက်ဆက်လုပ်ဖို့ပဲကျွန်တော် what the fuck yes ဘောနေရလေးဖြူစားလိုက်ပါကျွန်တော်တို့ခေါင်းမိုးပဲကျွန်တော်ရယ်ကဲခေါင်းမိုးပြီးပြီအတွင်းမိုင်းကျန်နေဆက်လုပ်မယ်
အောက်ကျန်းကင်းပြီးပြီပေါ်ကျန်းကင်းလေးပြီးဂျော်ဟက်ရှိမြတ်အဲ့ရအကုန်ပြစ်ထည့်ရโอเคထည့်ပြီးဗင်းပေါက်ကနောက်မှလောက်တော့မယ်ဒီမှာကုန်ပြီးပြီကျွန်တော်မွေးမြူရောစိုက်ပျိုးရေးရောအုတ်တတိုင်းရောအိမ်ရောအကုန်စောက်ပြီးပြီအဲ့တော့ဒီဗီဒီယိုလေးကိုဒီနားလေးမှာပဲနားခွင့်ပြုပါဒီဗီဒီယိုကရေတပုတ်နဲ့ခုတပုတ်ကြာအတော်ကြာသွားမှဆိုလို့ကျွန်တော်အမြင်လုံးလိုက်ရတာပါဗျပြီးတော့အဓိကဆောင်းမွေးကြောင်ပါစာရီဘက်ကိုလဲလိုက်ရတော့ဒီဘက်ကိုမလဲပြစ်တော့ဘူးဆောင်းမွေးပြီးချင်းကျွန်တော်လန့်လို့တယ်ဆောင်းမွေးလေးဖြေနိုင်ကြရလားဗျကွန်မန့်မှာလည်းမန်းခဲ့ဘူးနော်ကဲဘိုင်းမှာ